ကုသိုလ်လည်းရတယ် ကျွန်တော်တို့ကြည့်မယ် လူပညာလည်းကြည့်ရ သွားကြည့်မယ်အားပေးမယ် ဟေး သွားကြည့်တော့ဟုတ်တယ်ကျွန်တော်မိန်းမမသိသေးနဲ့ ဟုတ်ပြီ နော်ကျွန်တော်မိန်းမသိလို့မဖြစ်ဘူးကျွန်တော်တယောက်တည်းဟိုမှာအရင်မှသွားပြီးဟားမှာနော် မိမတွေပါလို့ရှိရင်တွဲလောင်းနဲ့မကိုက်ဘူး ကျွန်တော်မိန်းမကိုမသိသေးနဲ့ကျွန်တော်မိန်းမကိုအကြောင်းပြရတယ် လာတော့မယ်တော့မယ် ဟောဘယ်အပေါက်ကကြားသွား ဟိုပေါက်က အေးငါဘောသွားမလို့ကွာမင်းနောက်ကျမမေးနဲ့ လိုက်အဲ့ရံမှုပွဲကြည့်ချင် ဟာမလိုက်နဲ့ ကြည့်မလိုက် ဘောပွဲဆိုတဲ့ဘောပွဲမလို့လိုက်မင်းနောက်ကျပေး ဘောဝါသနာပါတာဟုတ် ဟာ ဒီဘောတိတ်ဝါသနာဘောဘောသူချစ်တဲ့ဘောနှစ်သက်တဲ့ဘောတော်တာတဲ့ဘောခင်မင်းတဲ့ဘောခိုးလုံးတဲ့ဘောဘော ဟဲ့ဘောနင်တော့ဘောကြည့်ချင်းအဲ့ဒီဝါတီးနေတဲ့ဆရာကြီးကအဲ့ဒါနင်ကိုဘောပြမယ်ကွာအဲ့ဒီမှာ तू ကဝါသနာပါတယ် तू နဲ့သွားငါနဲ့မလိုက်နဲ့ တလုံးစိတ်စီးမခံနိုင်ဘူးနော်လောက်လောက်ပြောနေ မလိုက်နဲ့ကွာအခု လိုက်မယ်ဆိုလိုက် အရင်သွားချင်းမလိုက်နဲ့ လိုက်မယ် အာဒီမိမငါတည်းအနောက်ချက်ပေးပါလား လိုက်မယ် ပြဿနာမှပဲ လိုက်မယ် မလိုက်နဲ့ အဲ့ပညာအမလေးလိုက်ဟုတ်လားလိုက်ရှင် မျက်နှာပေါ်မှာရီမအောင်မျက်နှာကိုအောင်လုပ်တယ်ကြည့်အမလေးတိတ်စီစီရသည်တည်တယ်သဘောပေါက်ပြသည်လားမောင်တို့ယောက်ျားတွေရလေဒီမှာအဲ့တွေ့ချီးစေးတတ်ကြတယ်ခြုံကွယ်ရှူရှူပေါက်ပြသည်လားပြီးတော့ ချုံကွယ်ပေါက်တယ်လမ်းပဲပေါက်ရင်ဖမ်းမှနင်းသိလို့လား ပြီးတော့ဘာဆိုလားဖြစ်ကြကြတယ်သည်လားမပြောရင် ငါဘယ်နေရာသွားပြီးဘာဆိုလားတွေဖြစ်နေလို့လေ သူညသားသမီးယူပြနှိမ့်ဆက်တယ်သည်လားမောင်တို့ယောက်ျားတွေကောင်းမကောင်းလို့သည်လား မဲ ကောင်းတယ်ဘေးလက်တက်မအေးလက်တက်တရားဟောဒီမဲမော့ရဲ့ကြောနီးကြောလေးကြောကြောအောင်မရိုက်ခဲ့ဘူးသူလည်းတကြမှာလူတော့မလုပ်ဘူး လူလုံးမလို့ဘူးဆိုတဲ့တဲ့ငါ့ကိုအချက်ခွဲနေတာလားဟမ် မပေါင်းကွာမသိလား ကွာ ကွာမသိလား အေးကွာ မောင်တို့ယောက်ျားတွေရဲ့မိန်းမတွေကိုနေရာတကားမှာနိုင်နေစီနေပြုကျင်ညာလေစကားနဲ့တစ်မျိုးဓာတ်နဲ့ထိုးပါ အမှန်ကိုပါလို့ရေအမှန်ကိုပါလို့ရေ အမှန်ကိုပါလို့ရဲ့မိန်းမမာယာပြကိုစဲလို့ တဲကိုပြလို့ ဆိုကြကြသေးတယ်မောင်တို့ယောက်ျားတွေများကြတော့တဲကိုပြတော့မလောက်ပါနဲ့မကြီးကိုပင်ကိုတော့ပါလို့ရဲ့လိမ့်လဲလဲသောညညာ